ဆောင်ရွာဘာဘိုးတော်ဟန်အတွေ့အကြုံပြန်ပြောပြတာဘဝပညာတကျွမ်းတဲ့တော်သိညူနေတာဘာဘိုးတော်ဟန်တို့ပညာပြန်ရာတော်သိညူကဖြာတစ်ချက်လောက်ကြီးမှာပါတဲ့ကျွေးသေးပြားကိုသာမန်းငါမုတ်ကာကဝေအတန်းနဲ့အသက်သွင်းပြန်လေဒါဒီတစ်ခါကဘောရိုင်ညွန်ဖြာလေးချောင်းရွာအဘာဘိုးတော်ဟန်အကျွေးအကျုံပြန်ပြောပြတာကဝေပညာတကျွမ်းတဲ့တော်သိညူနေတာအဘာဘိုးတော်ဟန်တို့ပညာပြန်ရာတော်သိညူကဖြာတစ်ချက်လောက်ကြီးမှာပါတဲ့ကျွေးသေးပြားကိုသာမန်းငါပုတ်တာကဝေအတက်နဲ့အသက်သွင်းပြန်လေရှာတို့ဒီမှာကျွေးသေးပြားကရွှေရင်ကောင်းဖြစ်ခါအဘာဘိုးတော်ဟန်ခန္ဓာကိုယ်အတွင်းပင်သွင်းရန်တဝီဝီပြန်လို့လားရွှေရင်ကောင်းကရင်ညွန့်အထက်တောင်မကျော်နိုင်ဘူးဗျာအဲ့ဒီအချိန်မှာဘိုးတော်ဟန်ကမပြုံးမမမဲ့ပါအမေပညာတာကုန်လာမေးလိုက်တဲ့အခါအော်တုံလို့စွာတော်သိညူကသာငါသားတရားရဲ့အမေပညာတာကုန်မယ်လို့ဖြေကြလိုက်ချိန်မှာကျွန်တော်ပညာအသေးချာသိဖို့ဒီမှာရှိလို့ပြန်ပြောလိုက်နေတာဟဲ့တစ်ချက်ငေါ့ယုံညပါနောက်တစ်ချက်အောက်ယုံညသာရှင်းရှားတဲ့အတတ်ပညာဆက်ပြတ်တဲ့အခါမှာဟဲ့တစ်ချက်ငေါ့ယုံညပါနောက်တစ်ချက်အောက်ယုံညသာရှင်းရှားတဲ့အတတ်ပညာဆက်ပြတ်တဲ့အခါမှာရွှေရင်ကောင်းအသွင်ပြောက်ကကျွဲသေးပြားသာပြန်ဖြစ်သွားလေရှာရွှေရင်ကောင်းဆိုပြန်တော့အညီအောင်ကြိုက်တဲ့သူ့ရဲ့အမှုအရာရွှေရင်ကောင်းဆိုပြန်တော့အညီအောင်ကြိုက်တဲ့သူ့ရဲ့အမှုအရာရွှေရင်ကောင်းပညာနိုင်လို့ရွှေရင်ကြောအမြည်တွင်မှာတဲ့ဘုရားကားကိုအသက်သွင်းလို့ရဲ့ရင်ကောင်းကိုင်းလို့ပြင်ရပါကွယ်မိစ္ဆာတတ်ကိုကိုင်းအမြည်မှတ်ပါလို့တိုင်းပြည်ပတ်ခါကြော်ညာပြန်သေးတယ်။ဩအရိယာဝိဇ္ဇာပညာရှိစကားကရွှေစစ်ပညာကိုရွှေလိုပင်သဘောနဲ့သာရှင်ဝေပိုက်ခါတန်မိုးထားပါဒီပဲဆိုလိုတယ်။ရွှေရင်ကြော်ရပလက်နဲ့ရင်ခဲ့ပါသောမိစ္ဆာနံအသက်သွင်းတော့ဝိဇ္ဇာတရင်ပြည့်ရင်